ကြာသပတေးသားသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုဇွန်လအတွက်တလသာဟောစရံကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာကြာသပတေးသားသမီးမိတ်ဆွေအပေါင်းတို့အနေနဲ့ထူးထူးခြားခြားငွေဝင်လက်ရွှင်နိုင်တဲ့ကာလဖြစ်ပါတယ်မထင်မှတ်ဖဲငွေကြေးအလုံးရင်းဝင်ပြီးတော့မှကြီးပွားတိုးတက်နိုင်တဲ့ကာလလည်းဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့လို့ထီဝါဒနာပါတဲ့သူတွေဆိုရင်တော့ဒီကာလမှာထီကံအထူးဆန်းတဲ့ကာလပဲဖြစ်ပါတယ်ငွေကြေးရှိဝဥစ္စာများစုဆောင်းမိနိုင်တဲ့ကာလလို့ပြောရမှာဖြစ်ပါတယ်ခင်ဗျာတတိပြုရမှာဒီမိမိရဲ့မိသားစုအရေးအိမ်တွင်းရေးစတာတွေအတွက်တော့ပူပန်တော့ကများတတ်ပါတယ်ကိုမဟုတ်ဘဲနဲ့ဆွဆွဲပြောဆိုခံရတာမျိုးအစစ်အဆေးအမင်းများခံရတာမျိုးတွေဟာဒီကာလမှာဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်။နောက်ကိုယ့်ရဲ့အိမ်မှာရှိတဲ့အဖို့တန်တဲ့စစ်ပစ္စည်းစိန်ခံပစ္စည်းစတာတွေအကြောင်းမျိုးမျိုးနဲ့ပေါ့နော်ဖြစ်တတ်တဲ့ထွက်တတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာ။နောက်ပြီးတော့ရှည်ကြိုးတွေပါမှားတတ်ပါတယ်။ရစ်တွေပါတောက်တဲ့သူဆိုရင်တော့ဒီကာလမှာအထူးသတိထားပါခင်ဗျာ။ဒီတွေပါဖြတ်သွားတတ်ပါတယ်။နောက်ကိုပိုင်နဲ့ရွှေစတဲ့ဗုဒ္ဓဟူနံပစ္စည်းမျိုးတွေဒီကာလမှာထွက်တတ်ပါတယ်ခင်ဗျာ။ကိုမကြီးရွယ်မထင်မှတ်ထားတဲ့မိတ်ဆွေဆရာသမားတွေရဲ့အကူအညီကောင်းထောက်ပံ့ကောင်းနေလဲဒီကာလမှာရတတ်ပါတယ်။နောက်ပြီးတော့ဒီချိန်မှာခြေတော့မှာဝေပါတယ်ဆိုတဲ့အချိန်ကိုပြောရမှာပေါ့နော်။သူသဖြင့်ယာယီခီးမျိုးတွေကြာခဏသွားတတ်ပါတယ်။အဲ့လိုသွားတဲ့ခီးမှာလည်းအဆင်ပြေအောင်မြင်ပါလိမ့်မယ်ပေါ့နော်။အထူးသဖြင့်နိုင်ငံရဲ့ခြားခီးဖျားဘူးခီးဒါမျိုးတွေထူးခြားခြားသွားတတ်ပါတယ်။နည်းနည်းသတိထားမှာဒီဖို့ကြောင့်မှသုံးတဲ့ဒံအိုးဒေအိုးစတာမျိုးတွေပေါ့နော်မိမိရဲ့အိမ်ကောင်းရင်အထူးသဖြင့်အိယာကောင်းရင်လိုနေရာမျိုးတွေမှာရောက်နေတာမျိုးတွေရှိနေတတ်ပါတယ်အဲ့ဒါလိုရှိနေတယ်ဆိုရင်တော့အဲ့ဒီပစ္စည်းတွေကိုအမြန်ဆုံးပြီးဖို့ကြောင့်ပို့လိုက်ပါပေါ့နော်မဟုတ်လို့ရှိရင်ခိုက်ပြီးတော့မှလက်ပိတ်တာတွေကျန်းမာရေးညံ့တာတွေစီးပွားအတက်နေတာတွေဖြစ်တတ်ပါတယ်ခင်ဗျာနောက်ပြီးတော့ကိုယ်တိုင်လက်ရှိနေတဲ့နေရာမှာအပျော်ပိုက်ဖဲနဲ့ဖြစ်နေတတ်တယ်ပေါ့နော်တခြားနေရာကိုရွှေ့ကျင်တဲ့စိတ်ပြောင်းကျင်တဲ့စိတ်ဒါမျိုးတွေဖြစ်နေတတ်ပါတယ်အဲ့တော့ကိန်းခန်းလို့ရတော့မပြောင်းတင်သေးပါဘူးပေါ့နော်နောက်ပြောင်းမယ်ဆိုရင်လည်းအဲ့ပြောင်းတဲ့နေရာကလည်းကိုသိပ်ပြီးတော့အကျိုးပေးမှာမဟုတ်ပါဘူးနောက်ဒီကာလမှာမိမိအတွက်အကျိုးပေးမဲ့ကဏ္ဍတွေကတော့နှစ်ကဏ္ဍခုံကဏ္ဍပဲဖြစ်ပါတယ်အကျိုးပေးတဲ့အရာကတော့အဖြူရောင်ငွေရောင်ဖြစ်ပါတယ်ခင်ဗျာဒီကာလမှာအញ្ញခိုက်တွေပြပြောက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်တနင်္လာနေ့မနေ့စောစောမှာမိမိရဲ့အိမ်ဖျားမှာဒိန်ကျင်နှစ်ခွက်ကတ်လို့ပြီးတော့မှဆုတောင်းပါခင်ဗျာ